ဒါပေမဲ့အသင်းဘက်ကမရှိတဲ့ဖြစ်တယ်ငါတို့အတွက်ပြဿနာမရှိဘူးဆိုတဲ့သဘောမျိုးကိုခံစားနေရတာဒါကငါအတွက်အရန်နာကျင်ရပါတယ်ငါကဒီအသင်းအတွက်ဆိုအမြဲတမ်းအသင်းရှိခဲ့တယ်ကောင်းတာတွေညံ့တာတွေလည်းရှိတာပေါ့ဒါပေမဲ့ဒီအသင်းအတွက်ငါအမြဲတမ်းတိုက်ခိုက်ပေးခဲ့တယ်တချို့ကစားသမားတွေကဒီအသင်းကိုတတ်ဖို့ထားတာဒီအသင်းအတွက်တိုက်ပွဲဝင်စိတ်မရှိတဲ့သူတွေကိုတော့အသင်းကဆက်ထိန်ထားပြီးငါတို့လူကိုကြတော့မှရောင်းထုတ်ချင်တာခံလာရတယ်အဲဒီလေဥက္ကဋ္ဌကငါ့ကိုဆက်သွယ်ခဲ့ကလပ်ကပဖလားတွေကခေါ်ချင်ခဲ့2023လောက်ကလည်းငါ့ကိုတစ်ခါဆက်သွယ်ခဲ့လေးကြာကြောင်းရှိအောင် sorry ကငွေပို့ရပါတယ်တနေ့နေ့တော့ sorry ကိုပြောင်းဖို့လုပ်လိုက်ရင်ပေါင်းပါငါကလေးတွေတယောက်ချင်းနဲ့ပို့ပြီးထိခွင့်ရမယ်မန်ချက်စတာမှာနေတဲ့6နှစ်လောက်ကပူပဲရွာနေရတယ်ဒါနေမဲလားဆိုတော့နီးပြကဘရူနိုကိုလိုအပ်တယ်လို့ပြောတာတွေတိုင်အောင်အသင်းကနီးပြကတော့လိုတယ်ပြောတယ်ဒါပေမဲ့ဘရူနိုကိုမင်းထွက်ချင်ရောင်းထုတ်ဖို့အဆင်သင့်ပဲထွက်မလားဆိုတာမျိုးတတောင်းတတမေးခွန်းထုတ်ခဲ့တယ်ဘရူနိုရဲ့ရင်မတွေကတိုင်အောင်နားလေလို့ရတယ်သူကြလို့မဟုတ်ဘူးခြေစွမ်းပိုင်းမကောင်းတော့လို့ဆိုထားတော့အခုကခြေစွမ်းပိုင်းကထိတ်တန်းအဆင့်မှာပဲရှိနေတယ်ရဲတက်ပြန်မလာနိုင်ဘူးလို့ပြောတဲ့ပထမအချက်ကဘရူနိုစကားထဲမှာပါတယ်သူ့လောက်အသင်းကိုလေးထားတဲ့သူတွေအသင်းမှာသိမရှိတော့အသင်းကိုချစ်တဲ့ကစားသမားတွေကြောသွားရင်အသင်းကပြန်လာနိုင်ဖို့မလွယ်တော့ဘရူနိုသာယူနိုက်တက်မှာမကစားပဲတခြားအသင်းကြီးတစ်သင်းမှာကစားရင်ချန်ပီယံလိလည်းရပြီးတော့စူပလာတွေလည်းအခုထပ်ပိုရနေနိုင်တယ်တဦးချင်းစုတွေလည်းပိုရနိုင်တယ်ဒီအသင်းအတွက်သူပေးဆက်ရတာမတန်ပါဘူးပြည်သက်တွေကိုလည်းပြောလာပါအသင်းကိုချစ်တဲ့ကစားသမားကိုရောင်းထုတ်ဖို့လုံးနေတယ်ဆိုရင်ဒီအသင်းပြန်လာဖို့ခက်သွားပါလိမ့်မယ်ယူနိုက်တက်ဖန်တွေပြောနေကြစကားနဲ့ပြောရင်တရေနီစိတ်သက်ရှိတဲ့ကစားသမားတွေပေါ်သွားရင်အသင်းကပြန်လာဖို့ခက်သွားပါလိမ့်မယ်ဘရူနိုကဒီရာသီအစပိုင်းမှာသူမကျွမ်းကျင်တဲ့နေရာပြောင်းလာရလို့ခြေစွမ်းပိုင်းနဲ့ကြာသွားပြီ။နောက်ပိုင်းမှာသူပြန်ကောင်းလာတယ်။အချက်လက်ရဆိုရင်သူ့ဖတ်တယ်တွေကောင်းလာတွေ့ရတယ်။ဒါကိုပြီးရင်ပြောပြပါမယ်။ဘရူနိုကိုဝေဖန်နေတယ်ကျွန်တော်လည်းပါဘူးပါတယ်။ဒါကလက်ရှိကစားနေတဲ့နေရာမှာအဆင်မပြေတဲ့အမှားတွေထောက်ပြတာပါ။ဘရူနိုမကောင်းဘူးလို့ပြောတာမျိုးမဟုတ်ပါဘူး။နဲ့တကယ်ချင်းတကယ်တမ်းပြောရင် United ကဒီရာသီအမှတ်မရောတဲ့မဲ့ရောသွားတဲ့ပွဲတွေအများကြီးပဲတွေ့ရတယ်နော်။အမ်နဲ့တေးကြတဲ့ပွဲပထမပိုင်းဥဆောင်မှုသွင်းပြီးမှဒုတိယပိုင်းပေးဖို့တွေခွင့်ပြုရတယ်။စပါးနဲ့ပွဲဒီလိုပဲမိနစ်80အထိဥဆောင်ထားပြီးမှနောက်ကနေဂိုးတွေခွင့်ပြုခဲ့ရတယ်။နောက်ဆုံးမိနစ်9ကျောင်းသာတရေတမတ်ရတယ်။အဲဒီနောက် Everton နဲ့ပွဲတယောက်ရော့ကိုမသွင်းနိုင်ဘူး။ဒီလိုနဲ့3ပွဲဆက်နိုင်ပွဲပြောက်တယ်။နှစ်ပွဲတရေတစ်ပွဲရှုံး။အဲဒီနောက် Crystal Palace ကိုကန်ကောင်းလို့ပြန်လိုက်တယ်။ဘာလို့ကန်ကောင်းလို့ပြောလဲဆိုရင်တော့ service တွေကြောင့်ကစားကွက်ကသွင်းကိုမဟုတ်ခဲ့ပါဘူး။ Wolf ကို၄ကိုပြတ်နိုင်တယ်ဆိုပေမဲ့အဲ့ဒီပွဲကစားပုံကိုလည်းသဘောကျပြီပဲ။အဲ့ဒီပွဲမှာလည်းလိုအပ်ချက်တွေတွေ့ရတယ်။အဲ့ဒီပွဲလည်း Bruno တော်တော်ကောင်းခဲ့တယ်။ Bruno ကအဲ့ဒီပွဲမှာ2ဂိုးသွင်း1ဂိုးဖန်ခဲ့တယ်။အစားပိုင်းတော့ Wolf ကအောက်ဆုံးကအသင်းလေးကိုပြတ်တာပါဆန်းလို့လည်းလို့တွေးနေပြီပဲ။အာဆင်နယ်တော့အုံးကို2ဂိုးရမှာကန်ကောင်းလို့နိုင်တာတွေ့ရတော့ United ရဲ့စွမ်းဆောင်ရည်ကအတိအမှတ်ပြုခြင်းစရာဖြစ်လာတယ်။ဒီပွဲမှာ United အဆင်ပြေတာကအာမတ်နဲ့အမ်ဘူမိုတွဲဘက်မီလို့ပါရှင်းပြောရရင်အာမတ်ရောအမ်ဘူမိုအတက်ဆင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ် Move ကစားသမားတွေ present ကောင်းကောင်းမပေးနိုင်တာမျိုးပါတယ်ဘုံမောင်းတဲ့ပွဲမှာကြတော့ဆယ်အောင်စလုံးကခန်းစစ်ကိုကောင်းကောင်းဆင်ကူပေးနိုင်အမ်ဘူမိုဆိုဘောလုံးအပြစ်အများဆုံးပဲသူရတဲ့ခွင့်ရေးတာသုံးချနိုင်ရင်ပထမပိုင်းမှာတွေကပြည့်တယ်ဒါဆို United လည်း PR ကင်းသွားမှာဒါပေမဲ့နိုင်ငံတကာပြိုင်ပွဲကပြန်လာတဲ့ကအမ်ဘူမိုကအာရုံစူးစမ်းမှုပြည့်မရှိဘူးပိုမှားများတယ်ဘောလုံးထိရက်တွေတော့မမှန်တော့အဲ့တော့အဲ့ဒီဘက်မှာအာမတ်တယောက်တည်းပုံပြများသွားတယ်ပိုဆိုးတာကဘူးနဲ့ပွဲတော့ကအဲ့ဒီဘက်မှာကစားတယ်မဆာဦးရီကခြေစွမ်းမကောင်းတော့ဆိုးလာ recover လုပ်ပေးနိုင်တယ်ဒီပွဲမှာတုံးလာတယ်ဘူရိုကအခုနောက်ပိုင်းယုံကြည်ချက်ပြောင်းတယ်လို့ပြောရမယ်သူ့ဘက်ကပေါက်တာတွေအများကြီးတွေ့ရတယ်ပြန်ပေးလိုက်တဲ့နောက်ဆုံးမိနစ်အလုံးမှာအာမတ်တယောက်လည်းယုံနေရတယ်ဆိုတာကိုတွေ့ရတယ်ဒီတော့အာမတ်လူမကတ်နိုင်တော့ပဲအာမတ်အမားကနေပဲအဲ့ဒီကိုပေးလိုက်ရတယ် Evans ကလည်းငယ်သေးတော့မထိန်နိုင်မထိန်တော့ဒီမှာဆိုရင်ဒါတော့ကဒီကစားသမားကိုပြေးလမ်းပိတ်ပြီးအာမတ်ကိုကူညီရမှာဒါပေမဲ့မလုပ်ခဲ့ဘူးနောက်ပြီး Evans ကဒီကစားသမားကိုကတ်ထားတာမဟုတ်ဘူးဒါဆိုဒီကစားသမားဘာလို့လွတ်သွားလဲဒီချာလည်းလိုအပ်ချက်ရှိခဲ့တယ်ဒီကစားသမားကိုပြီးမထားနိုင်ပြေးလမ်းပိတ်ဖို့တသက်လက်မရှိခဲ့ပွဲဝေးနေလို့လာတော့မသိဒီ list နဲ့မကွာရတာတောင်းတောင်းမြည်နေရင် United ခံစစ်ကမစိုးလာဘူးအခုတော့ကစားသမားတွေကမထိန်နိုင်ကြဘူးမကွာရကအဲ့လိုအလုံးလေးကြဝင်လုံးတာစိတ်ချရတယ်ဒီမှာတစ်ခုပြောချင်တာကပွဲစဉ်တွေကိုတစ်ချက်ပြန်ကောက်ကြည့် United ကပထမပိုင်းမှာပိုးသွင်းနိုင်တယ်ကစားပုံလည်းကောင်းတယ်ဒါပေမဲ့ပြန်ပေးရတဲ့ဂိုးတွေကဒုတိယပိုင်းနဲ့ဒုတိယပိုင်းဆက်ဆက်ချင်းတွေမှာပဲပေးလိုက်ရတယ်အဲ့ဒီအချိန် United ကနောက်ကပြန်လိုက်ကစားပြီးချီပါဂိုးတွေပြန်သွင်းရတယ်တည်ရပဲရတယ်ဒါမျိုးတွေကများတယ်နောက်တန်းဟန်တဲ့ပွဲမှာပထမပိုင်းတကိုးသွင်းပြီးကမှ48မိနစ်နဲ့50မိနစ်မှာနှစ်ဂိုးပြန်ပေးရတယ်စပါးနဲ့ပွဲနောက်ချမိနစ်မှာပေးရတယ်ဆိုရင်ဒုတိယပိုင်းမှာပဲပေးရတယ်ဝက်ဆန်နဲ့ပွဲလည်းဥဆောင်ကိုသွင်းထားပြီးမှဒုတိယပိုင်းမှာပြန်ပေးရလို့သိကြတယ်ဘုံမောင်းတဲ့ပွဲမှာလည်းပထမပိုင်းနှစ်ဂိုးတကိုးနဲ့နိုင်လာပြီဒုတိယပိုင်းဆက်စချင်းမိနစ်40
တဲ့46မှာပေးလိုက်ရတယ်အဲဒီကနေနောက်ဆုံး4ကို3ကိုထိဖြစ်ပြီးကမှနောက်ဆုံးမိနစ်မှာပြန်ပေးလိုက်ရပြီးတည်ကြသွားတယ်ဒီတော့အရင်ကကျွန်တော်ပြောခဲ့ပူပါတယ်အာမိုရီကစားဘက်ကပင်ပန်းတယ်ကစားသမားတွေကပထမပိုင်းမှာကောင်းကောင်းကစားနိုင်တယ်ဒုတိယပိုင်းကျကြလာအဲ့လိုကြလာတဲ့အတွက်ပထမပိုင်းမှာဂိုးရသလောက်ယူထားနိုင်မှာဖြစ်မယ်ဒါဆိုနိုင်မှုများသွားပြီပထမပိုင်းမှာဂိုးများများမရထားရင်ဒုတိယပိုင်းမှာထိန်းဖို့လိုတယ်အဲ့ဒီအတွက်ခံစစ်စုံကောင်းကောင်းနေလို့နောက်ပြီးကွင်းလေအဖြတ်ကောင်းကောင်းလိုမယ် United မှာလိုနေတာကကွင်းလေအဖြတ်ပဲပထမပိုင်းဂိုးများများမရခဲ့ရင်ဒုတိယပိုင်းမှာထိန်းဖို့အတွက်ပဲဒါပေမဲ့ United မှာလိုအပ်နေတဲ့ကစားသမားတွေမရှိဘူးကက်စီကလည်းပထမပိုင်းမရတယ်ဒုတိယပိုင်းကျကြာလာသူ့နေရာကစားမဲ့သူကမရှိဘူး United ကဒီရာသီအဲ့လိုဖြစ်နေမှာပဲဒီတော့ကွင်းလေအဖြတ်ဝယ်ဖို့လိုတယ်ခံစစ်စုံမှာအတက်အဆင်းကျန်းတဲ့သူတွေလိုတယ်ဒိုကူဓာတ်လုံးလုံးနဲ့မရဘူးဒါပေမဲ့လူမရှိဘူးခံစစ်စုံကတော့ထားအဓိကဂိုးတွေပြန်ခွင့်ပြုနေရတာကကွင်းလေအဖြတ်မရှိလို့ပါဒါကိုကက်စီရဲ့အဝါကဒီဖြတ်ထုတ်လိုက်ရတဲ့အခြေအနေကသိတာသူ့နေရာမှာလူငယ်တယောက်ဆိုရင်ဒီကစားသမားကိုမိနိုင်တယ်ဒါပေမဲ့ကက်စီကကြားနေပြီမမီဘူးဒီတော့အဝါကယူလိုက်ရတယ်အဝါကယူရတာမတန်ပါဘူး free kick ကဂိုးပေးလိုက်ရတယ်ဒီတော့လူနေတဲ့ကွင်းလေကိုလာမဲ့ဈေးဘက်မှာဝယ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့ပြန်မလာနိုင်တော့တဲ့ဒုတိယအချက်အနေနဲ့အသေးပိုင်ရှင်ကလာမဲ့ဈေးဘက်မှာလူမဖြစ်တင်ပေးဘူးတဲ့သွားပြီအာဖရိကဖလားကလည်းလက်လွတ်အောင်အသင်းကနောက်ထပ်ကစားသမား3ယောက်လောက်မဖြစ်မနေဝယ်ရမှာဒါပေမဲ့လူနေတဲ့ကွင်းလေအပြတ်တယောက်တော့မဝယ်ပေးနိုင်ဘူးလေဒါကြောင့်ပြောတာပါဘရူနိုနဲ့ပတ်သက်ပြီးချက်လက်တချို့ပြောပြပါမယ်အသင်းရှုံးပြီဆိုတာနဲ့လက်ညှိုးထိုးခံရတဲ့ဘရူနိုကဒီယာဒီပရီးမီးယားလိရဲ့ rating အမြင့်ဆုံးကစားသမားပါဟာလန်နဲ့ဖိုလန်တို့ကိုကျော်ပြီးတော့ 7.93 နဲ့ထိပ်ဆုံးမှာရှိနေတာပါဒါတော့မှယာဒီအစတုန်းကပုံမှန်ခြေစွမ်းအောက်ရောက်ပြီးတော်တော်ရုန်းကန်ခဲ့ရတဲ့ကစားသမားပါသူရဲ့စိတ်ကြိုက်နေရာမှာကစားပွဲမရတာတော့ဒီလိုလုံးပြနေတဲ့သူပါဒါလည်းမကပါဘူးဘရူနိုကပရီးမီးယားလိရဲ့ဒီယာဒီဂိုးဖန်နေမှုမှာလည်း6ချိန်နဲ့ပူးဆောင်နေပါတယ်ဂျီကလည်းစုစုပေါင်း10ချိန်အထိရှိနေပြီတကယ်ဆိုဘရူနိုကဒီထက်ပိုပြီးတောက်ပါမယ်ကစားသမားပါနံပါတ်8ဘရူနိုစင်ကစားရပြီမဲ့သူ့ခြေစွမ်းကမစိုးခဲ့ပါဘူးလူပေးမှားတာတွေတခါတလေခြေစွမ်းမပြတာတွေတော့ရှိပေမဲ့လည်းတည်ထားရမှာကဒါကသူ့ပုံမှန်ကစားနေကြနေရမဟုတ်ပါဘူးနံပါတ်10ရိုးမှာသာကစားရင်သူကဒီထက်အများကြီးပိုလုံးနိုင်တဲ့ကစားသမားပါပြီးခဲ့တဲ့ဘုံမောင်းတဲ့ပွဲမှာလည်းခြေစွမ်းကောင်းတစ်ခုပြသခဲ့လို့သူသွင်းခဲ့တဲ့ free kick ကတော်တော်လေးလှပြီးဒီပွဲရဲ့ turning point ဖြစ်စေခဲ့တာပါသူ့ဂိုးဝင်ခဲ့ရင်နိုင်ငံရေးအခြေအနေထိရောက်မှာမဟုတ်ပါဘူးပြီးတော့ပေးလိုက်ရတဲ့ free kick ဂိုးမှာလည်းသူ့ရဲ့ညံရည်ညံသွေးရှိမှုကိုမြင်ခဲ့ရပြီးဂိုးသမားကသူပြောတာကိုနားမလည်လို့သာဂိုးပေးလိုက်ရတာပါဒီသတင်းကြောင့်ဖာဒီနန်ကတော့ဘရူနိုနဲ့ပတ်သက်ပြီးမနေနိုင်မထန်နိုင်ဒီလိုပြောခဲ့တယ်ကျွန်တော်တို့မျိုးဆက်မှာကစားနိုင်သူဆိုလို့ဘရူနိုပဲရှိတယ်မန်ချက်စတာယူနိုက်တက်နောက်ခံလိုအောင်ရီယိုဖာဒီနန်ကလက်ရှိအသင်းကောင်းဆောင်ဘရူနိုဖာနယ်လက်အပေါ်သူ့အမြင်နဲ့ United ကန်ဝင် Brian Kidd ပေးခဲ့တဲ့မှတ်ချက်တွေကိုမျှဝေပေးခဲ့ပါတယ်ရီယိုကအသင်းပေါ်ဟောင်း Brian Kidd ပြောပြခဲ့ဘူးလေ United ကစားသမားစံတော်3ခုနဲ့ဘရူနိုဘလိုဘယ်ပုံကိုက်ညီနေလဲဆိုတာကိုရှင်းပြခဲ့ပါတယ် Kidd ပြောခဲ့တဲ့အရန်ကောင်းတဲ့စကားတစ်ခုရှိပါတယ် Manchester United ကစားသမားတစ်ယောက်ဖြစ်ဖို့အချက်3ချက်လိုအပ်ပါတယ်ပြေးလွှားနိုင်ရမယ် walking rate ကွင်းအတွင်းမနာတမ်းကြိုးစားအားထုတ်နိုင်ရမယ်နှစ်စွန့်စားရမယ် take risk အမှားဖြစ်သွားနိုင်တဲ့အတိုင်းပွဲလက်ပြောင်းဖြစ်စေမယ်စွန့်စားမှုမျိုးကိုပြုလုပ်ရမယ်3စိတ်ကူးဉာဏ် imagination ရှိရမယ်ပြိုင်ဘက်မထင်မှတ်ထားတဲ့ဖန်တီးမှုမျိုးလုံးနိုင်စွမ်းရှိခြင်းအဲ့ဒါက Bruno ပါပဲသူ့အကြောင်းကိုဖော်ပြမယ်ဆိုရင်ဒါတွေကသူပါပဲလို့ Rio ကဆိုပါတယ် Rio က Bruno ရဲ့စွမ်းဆောင်ရည်ကိုကမ္ဘာအဆင့်ကွင်းလေလူ De Bruyne နဲ့နှိုင်းယှဉ်ပြီးအခုလိုထောက်ပြခဲ့တာပါအခွင့်အရေးဖန်တီးမှုမှာ Premier League ကိုစားရောက်ကြတဲ့က De Bruyne ပြီးရင်ဘယ်သူမှ Bruno ထက်ပိုမလုပ်နိုင်ခဲ့ပါဘူးတဲ့ဒီတော့ဒီအသင်းမှာ Bruno မရှိလို့တကယ်ဖြစ်ပြီလားကျွန်တော်ကတော့မဖြစ်သေးဘူးလို့ထင်ပါတယ် Bruno ခံစားရမယ်ဆိုလဲခံစားရခြင်းစရာပါပဲဒီတော့အားလုံးခြုံလိုက်ရင်အသင်းကလိုအပ်ချက်တွေများနေတယ်လိုအပ်တဲ့ကစားသမားတွေဖြည့်ဖို့လိုတယ်အသင်းကလူထက်ဖြည့်ဖို့အစီအစဉ်မရှိဘူးတခြားအသင်းပြောင်းရင်အခုထက်အောင်မြင်နိုင်တဲ့ကစားသမားအခုဆိုဘိုင်ယန်ကတော့ခေါ်ဖို့အတန်ထွက်နေဒီအသင်းကိုချစ်လို့နေပေမဲ့ဒီကစားသမားကိုလည်းအသင်းကရောင်းထုတ်ဖို့လုပ်နေဒီတိုင်းဆိုလာမဲ့နေမှာ Bruno ထွက်သွားဖို့များပါတယ်ဒါကြောင့် United ပြန်မလာနိုင်တော့ဘူးလို့တန်တရားဝင်စရာဖြစ်လာတာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဆုံးအနေနဲ့ကြော်ညာလေးတစ်ခုဝင်ကြပါတယ် movie ဝါသနာပါတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ recap channel လေးကိုမိတ်ဆက်ပေးကြပါတယ်ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ technical analyze ဗီဒီယိုကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာကောင်းပါမှာ YouTube link လေးထားပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ